လူဆိုတာအနှွေးတက်လို့တယ်လူဆိုတာအနှွေးတက်လို့တယ်မြာနှင်းဝေမင်းမရှိရင်ငါမဖြစ်ဘူးကွယ်လူဆိုတာအနှွေးတက်လို့တယ်အနှွေးတက်ဟာတောင်အရက်ကစပြီးအမြဲလာတယ်မြာနှင်းဝေကျုပ်ပင်လေရီစီသွားကြစို့အနှွေးတက်ဟာတောင်ဘက်အရက်ကစပြီးအမြဲတမ်းလာတယ်ဂုံတိတ်ခါနဲ့ဘဝကိုရော်ကြီးဖြစ်ပြီးစကားကော်ပီသချင်းတွေနဲ့ဝမ်းစာရှာပြီးကြပြဆရာဖြစ်တည်လို့တဲ့ငါမိတ်ဆွေလဲအနှွေးတက်လိုအပ်ခဲ့မယ်ချယ်ရီနဲ့တိုးတက်မိမတက်မောင်မဲမဲကန်တရားလမ်းမကြီးပေါ်မှာမအေးကြီးလေးလဲအနှွေးတက်လိုအပ်နေပြီပေါ့လူတိုင်းဟာဝင်လင်းရာဒီကိုစောင့်မျှော်ရင်းနှွေးထွေးမှုကိုငန့်လင့်ရင်းအချင်းချင်းတီတိုပြောဆိုနေကြရဲ့ဒါပေမဲ့များနှင်းဝေတချင်းတစ်ပုဒ်ကိုတီးဆိုဖို့တော့ဘယ်သူမှတတိမရကြဘူးပေါ့ဥပမာငါတို့ရဲ့အာဇာနည်တွေနဲ့သူတို့စရေကြရတဲ့ဘဝများအကြောင်းပေါ့ဟောဒီဆောင်းကလေလူတယောက်တွေမောင်းချတာတစ်ချောင်းကိုတွားပြီးတတိရစေနိုင်ရဲ့သူမျောလင့်ခဲ့တဲ့မိန်းမတယောက်ရဲ့အချစ်အတွက်သူပေးဆက်နိုင်တဲ့အကောင်းဆုံးအရာဟာဒါပါပဲလားလို့တွေးမိသူတယောက်ဖို့ပေါ့ဘဝကိုတချင်းလှုပ်ပြီးဆိုခြင်းတဲ့လူတယောက်ရဲ့အဖို့မှာလဲဒီလိုလွန်ခဲ့တဲ့စောင်းညတွေရဲ့အေးခဲမှုတွေမှာအနှွေးတက်ဟာလိုမှာပေါ့ဆောလမွန်ဘုရင်ကြီးလည်းအနှွေးတက်လိုအပ်ခဲ့မယ်ဆိုကရေတီလည်းအနှွေးတက်လိုအပ်ခဲ့မယ်ပါစတာညက်လည်းအနှွေးတက်လိုအပ်ခဲ့မယ်တခါတော့ချမ်းပြီးတော့တုံရှာလွန်းလို့ဩဂုတ်လတွေစီထွက်ပြေးသွားတဲ့လူတယောက်ရဲ့ပုံမြင်လိုပေါ့ကွယ်ဟေးကလေးလေးတွေမင်းတို့ဖို့မှာလဲအနှွေးတက်ဟာလိုမှာပဲပေါ့ကွယ်မြာနှင်းဝေအနာဂတ်ဆိုတာမရေရာတဲ့ကံကြမ္မာတစ်ခုမို့ပျော်ရွှင်မှုအသစ်တွေရှိကောင်းရှိနေမယ်တောကပြာပါဒနဲ့ဒုက္ခတရားတွေရှိကောင်းရှိနေမယ်ဘာပဲဖြစ်ဖြစ်တဘာဝတရားကိုထာဝရဘုရားလိုငါယုံကြည်ခဲ့ပေါ့ရိုးရိုးရှင်းရှင်းအသက်ရှင်နေထိုင်ခြင်းပေါ်မှာမျက်နှိုးတွေ့တာတည်းငါရဲ့ဟောဒီအင်္ဂလိပ်ထဲမှာအနှွေးတက်ဟာလိုအပ်တာပေါ့ချမ်းလိုက်တာတုံလို့ကွယ်မင်းရောက်လာတဲ့ငါဖို့မှာဝမ်းလဲဝမ်းသာပီတိလဲဖြစ်ဂျေဇူးလဲတင်ဂုံလဲဂုံယူအားတက်ပြီးတော့ငိုကြွေးမိရဲ့ညာနှင်းဝေမင်းမရှိရင်မဖြစ်တော့ဘူးကွယ်လူဆိုတာအနှွေးတက်လိုအပ်တယ်စောင့်ကြိုနေမဲ့အနာဂတ်ရဲ့နေ့တစ်နေ့မှာတို့နှလုံးသားကိုတုန်ခါစေတဲ့တို့မျောလင်းခြင်းတွေရဲ့အဆုံးစွန်ဖြစ်တဲ့တို့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့တို့အိမ်မက်တွေတဲ့အမြဲဝင်ရောက်ပုံခိုနေတဲ့တို့အသွေးအသားတွေနဲ့တိဆောက်ထားတဲ့တို့ရဲ့ရင်သွေးသမီးကလေးဆိုပါတော့ကွယ်ဒါပေမဲ့များနှင်းဝေငါချေခွဲရပေါ့အေးတဲ့ကြောင့်တို့နှစ်ယောက်ချမ်းပြီးတုံဖျားဒစိမ့်စိမ့်နာခြင်းကြိုက်ခဲတွေးကြောတဲ့အစိတ်တက်ခဲ့ရပြီဟိုမြောက်ဘက်တောင်ကုန်းတွေစီကရက်ဆက်လာတဲ့အေးတက်တွေကြောင့်တို့မျောလင်းချက်တွေပျက်စီးရပြီတို့နှလုံးသားတွေကွဲကြည်ရပြီတို့ရဲ့အလင်းရောင်တွေအမှောင်ဖုံးရပြီတို့အသွေးအသားတွေအဖျားတက်ရပြီချမ်းလဲချမ်းရက်လဲရက်ဆက်ကျင်နာခြင်းလဲကင်းပြီးကောက်ကျစ်စင်းလဲတဲ့ဟော်ရီအေးခဲမှုတွေဟာမြောက်ဘက်တောင်ကုန်းတွေစီကနေပြီးတရွေ့ရွေ့တိုးဝှေ့လာခဲ့ပေါ့အာနာရဲ့ဗဟိုချက်ဟာမြေထဲပင်လဲတဝိုက်ကနေပြီးဥရောပတိုက်စီတရွေ့ရွေ့တိုးဝှေ့လာတယ်လို့မျိုးပေါ့အသက်အရွယ်လဲကြီးအတွေ့အကြုံလဲများပြီးဝေဖန်ပိုင်းခြားတတ်တဲ့ရှေ့မီနောက်မီအဖိုးကြီးတယောက်ကတော့သူနဲ့တွေ့တဲ့လူတိုင်းကိုဟောတယ်လို့ရှင်းရှင်းပြနေတဲ့ကြားတဲ့ရဲ့ခိုက်ခိုက်တုံချမ်းတဲ့ဒီလိုစောင်းညတွေဟာလူတွေရဲ့ကိုချင်းတရားကိုလာပြီးဖျက်ဆီးတတ်ကြတဲ့မျောလင်းချက်အိမ်မက်တွေနဲ့အနာဂတ်ရဲ့စိတ်ကူးရုပ်ပုံတွေကိုလည်းရဲဆက်ဆက်စုပ်ဖြဲပစ်တတ်ကြတဲ့ဟိုကျင်းတဲ့ချက်ဖာတွေလိုလူတွေကိုအညောင်းမိစေပြီးတော့ပျော်ရွှင်မှုတွေစိတ်သုံးသွားအောင်လဲ
တုံနှောင်ထားတတ်ကြတဲ့ဘာတန်တရာမတူတဲ့နိုင်ငံရဲ့ခြားကကြပြကဝီကြီးတဆူကတော့ဖျားရှိခိုးကြောင်းဟာခေါင်းလောင်းကြီးတွေရဲ့အတန်တတဝရောင်နာကျင်အောင်ကြိုက်ခဲတတ်ကြပါတဲ့လေညာနှင်းဝေရေမင်းနဲ့ငါပင်လယ်တွေကိုဖြတ်ကဘာပတ်ပြီးအနှွေးတက်ရှာမယ်ငါချမ်းလွန်းလို့တုံခါနေဖို့ကွယ်ငါတဘောအလုံးဟာကြေကွဲခြင်းလဲကြေကွဲရပါစေတို့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့တို့မျှော်လင့်ချက်တွေရဲ့အဆုံးစွန်ဖြစ်တဲ့မင်းရင်ထဲကသမီးလေးတို့ရဲ့ရင်သွေးသမီးလေးသာညာနှင်းဝေအခုတော့ငါကြေကွဲရပြီကြေကွဲရပါပြီမင်းရင်ထဲကတရေသားချမ်းလွန်းလို့တုံပြီးဖျားနေပေါ့လူဆိုတာအနှွေးတက်လူတွေ